မင်္ဂလာပါခင်ဗျာကျွန်တော်ဆိုကြီးကားရှိုးမှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ကိုပဲဖြစ်ပါတယ်ခင်ဗျအကျော်ရှိမှာတက်ရောက်တဲ့အိမ်စီတောက်လျှောက်နယ်လေးတွေကျွန်တော်ရည်ရင်လိုက်ပြပြမှာဖြစ်ပါတယ်ခင်ဗျကဲဒီကောင်လေးကတော့ Master Damio တိရွက်ပုံပြောင်းလေးဖြစ်ပါမယ်ခင်ဗျ Model 2010လေးပါအင်ဂျင်ပါပါ 1000cc တောက်လျှောက်နယ်လေးပါခင်ဗျ line ပက်လက်လေးပါပါမယ်ကာလာအပြာရောင်လေးဖြစ်ပါမယ်ခင်ဗျကျွန်တော်အတွင်းလေးရိုက်ပြပေးပါမယ် Master Damio တောင်ရင်တန်းတိရွက်လေးရဲ့အတွင်းကလေးပဲဖြစ်ပါမယ်ခင်ဗျ TV back camera ပါပါမယ်Kia Auto 2A မှန်လေးနဲ့ရရှိပါမယ်ခင်ဗျာဒါအတွင်းကလေးတော်တော်လေးတန့်ပါမယ်ခင်ဗျာကြည့်ရတာမီတာစုပေါ့ပပနဲ့စီလို့ရမယ်စီစားလေးတက်တာမယ်ခင်ဗျာရောင်းချပြမယ့်ဈေးနှုန်းလေးက868သိန်းနဲ့ရောင်းချပြမှာဖြစ်ပါတယ်ခင်ဗျာ Master Damio 2010 model လေးပါခင်ဗျာရန်ကုန်လိုင်စင် K တိုင်းနဲ့ရပါမယ်ကြည့်ကျွန်တော်ဒီဘက်မှာဒါ F10 ရန်ကုန်လိုင်စင်လေးနဲ့ရတော့ Toyota IST ပဲဖြစ်ပါတယ်ခင်ဗျာအတွင်းငန်းကြည်ကြဲလေးနဲ့ရှိကျင်တယ်950ဝန်းကျင်မှာ3ကျင်ဆိုရင်တော့ကျွန်တော်ရှိမှာဒီကောင်လေးရှိပါမယ်ခင်ဗျာနံပါတ်အပူလေးနဲ့ရပါမယ်ရန်ကုန်လိုင်စင်လေးပါပဲခင်ဗျာတောင်ရင်7ပဲရောင်းချပြမယ့်ဈေးနှုန်းလေးကတော့958သိန်းနဲ့ရောင်းချပြမှာဖြစ်ပါတယ်ခင်ဗျာအင်ဂျင်ပါဝါ 1300cc လေးပါကျွန်တော်အတွင်းငန်းလေးရိုက်ပြပေးပါမယ်ခင်ဗျာတော့ Toyota IST ရဲ့အတွင်းငန်းလေးပဲဖြစ်ပါမယ်ခင်ဗျာအတွင်းငန်းလေးတော်တော်ကျယ်ပါတယ်ခေါင်လေးမြင့်ပါမယ်ခင်ဗျာ TV back camera ပါပါမယ်ခင်ဗျာကဲဒါဆိုရင်တော့ကျွန်တော်အလဲကန်းလေးရိုက်ပြပေးပါမယ်ကဲအတွင်းကန်းကြည်ကြဲစီးကျင်တဲ့မိသားစုများများနဲ့ဆိုရင်တော့ကျွန်တော်ဒီကောင်လေးကတော့အသင့်တော်ဆုံးပဲဖြစ်ပါတယ်ရောင်းချပြမယ့်ဈေးနှုန်းလေးကတော့958သိန်းနဲ့ရောင်းချပြမှာဖြစ်ပါခင်ဗျာ2009 model အင်ဂျင်ပါဝါ 1300cc တောက်လျှောက်နယ်လေးပါခင်ဗျာကဲဟိုဘက်မှာကျွန်တော် Nissan Titan Letio လေးတစ်စီးရှိပါမယ်ခင်ဗျာကဲ650ဝန်းကျင်မှာဆိုရင်တော့ဒီကောင်လေးရှိမယ်2009 model လေးပါခင်ဗျာအင်ဂျင်ပါပါ 1500cc လေးပါတာလေးလည်းကြံပါမယ် line ပက်လက်လေးပါပါမယ်ခင်ဗျာရောင်းချပြမယ့်ဈေးနှုန်းလေးကတော့658သိန်းနဲ့ရောင်းချပြမှာဖြစ်ပါတယ်ခင်ဗျာကြည့်ဒါဆိုရင်တော့ကျွန်တော်အတွင်းကလေးရိုက်ပြပေးပါမယ်650ဝန်းကျင်မှာအင်ဂျင်ပါပါ 1500cc ရရှာနေတဲ့လူကြီးမင်းများအတွက်ကျွန်တော်ရှိမှာ Nissan Titan Letio လေးရှိပါမယ်ခင်ဗျာကြည့်ဒါတော့အတွင်းကလေးပဲဖြစ်ပါမယ်အတွင်းကလေးရတော်တော်လေးတန့်ပါတယ်ခင်ဗျာ TV back camera လည်းပါပါမယ်ဒါတော့ Nissan Titan Letio လေးရဲ့နောက်ခံလေးပဲဖြစ်ပါတယ်ခင်ဗျာနောက်ခံလေးလည်းတော်တော်လေးကျယ်ပါတယ်မီတာစု highway ဘာညာသွားတဲ့အဆင်ပြေပါတယ်ခင်ဗျာအင်ဂျင်ပါဝါ 1500cc ဆိုတော့အယုံဆွဲပိုင်းလည်းပြောကြမလို့အဲကုန်းပိုင်းလည်းတော်တော်လေးအေးပါတယ်ခင်ဗျာကြောရှိမှာတခြားဝင်ရုပ်လေးလည်းရှိပါဦးမယ်ခင်ဗျာဘက်ကဝင်ရုပ်အနက်ရောင်လေးဆိုရင်918သိန်းနဲ့ရောင်းချမှဖြစ်ပါတယ်စမတ်တီအဲဝတ်ဒီဂျစ်တယ်နဲ့ရပါမယ်ခင်ဗျာကြလီတွေကိုစိတ်ဝင်စားလို့လာရောက်ကြည့်ရှုနေတယ်ဆိုရင်တော့အရှိတကုံဂျာရီဝမ်ဝေးလမ်းမကြီးပေါ်မှာကြည့်ရှုရမှာပဲဖြစ်ပါတယ်ခင်ဗျာဆက်သွယ်ရမယ့်ဖုန်းနံပါတ်လေးကတော့39 08 524 2323ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာဗီဒီယိုဆုံးဒီကြည့်ရှုဝေးရတဲ့တူတယောက်ချင်းတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်လည်ဆုံတွေ့ကြပါဦးမယ်ခင်ဗျာ